အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ MMM Global မှာကျွန်တော်ဝေထုတ်နည်းကိုပြောပြချင်ပါတယ်ကျွန်တော်တို့ MMM မှာကိုမှာဖို့အတိုးရလာပြီဆိုရင်ဝေဘယ်လိုထုတ်ကြမလဲဆိုတော့ကျွန်တော်ပြောပြချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီကဟဲကိုနှိပ်ပါကြည့် next ကိုပဲနှိပ်ပါဗျကြည့် next ကိုပဲထည့်နှိပ်ပါမောင်ပြဒါကိုထုတ်လို့ရတဲ့ဟာတွေပေါ့နော်deposit ကိုချမ်းခဲ့ပါဗျကျွန်တော်တို့ဒီအတိုးတွေပဲထုတ်ပါအတိုးတွေပဲထုတ်ပါကျွန်တော်ကဒါကိုထုတ်မယ်ဒါထုတ်မယ်ဒါထုတ်မယ်ဒါကိုထုတ်မယ်ထုတ်မယ်ကဲဒါရဲ့ဒါရဲ့ဒါရဲ့ထုတ်ပါမယ်ကျတော့ဒီမှာဗျဒီဟာ80ကတော့ပေါင်းနေတာဗျအတိုးသက်ချစ်ချက်ပေါင်းနေတာဒါ all ကိုလိုက်လာပြီကျွန်တော်တို့သက်ချစ်ချက်ပြင်လိုက်မယ်ဗျသက်ချစ်ချက်ပြင်လိုက်မယ်ဟုတ်သက်ချစ်ချက်ပြင်လိုက်မယ်အဲဆိုရင်ကျွန်တော်ဒီမှာ80ကျန်တာပေါ့နော်ကျွန်တော်90တက်သမချက်90တက်ချက်ကျွန်တော်ထုတ်ရတယ်သူကအစုံဟိုအပြည့်တွေပဲထုတ်လို့ရတယ်10 20လို့ပဲထုတ်ရတယ်ကျွန်တော်$90ကျွန်တော်ထုတ်လို့ရပြီဗျကျွန်တော်$90ထုတ်ပြပါမယ်အဲ့လိုလုပ်ပြီးကျွန်တော် next ကိုနှိပ်ပါဒီကျတော့ဒီမှာ GA or စမ်းရကိုကျွန်တော်ကဒီ MMM ကိုကျွန်တော်က GA ခံထားရဗျ GA ဆိုတော့ Google Authenticator ကျွန်တော်ခံထားတယ်ကျွန်တော်ဖုန်းထဲမှာပေါ့နော်အဲ့မှာကျွန်တော်ဖုန်းထဲမှာကြည့်လိုက်ပါမယ်ဖုန်းထဲမှာကြည့်ပြီးတော့ဖုန်းထဲကဒီကုတ်ကိုကျွန်တော်ထည့်လိုက်ပါမယ်ဗျ2462ပါဗျ29ပါဗျဒီကကျွန်တော်တို့ဒီ next ကိုပဲထည့်နေပါဗျYou are required at the free way for it to be processed ဟုတ်ကဲ့ကျွန်တော် okay ကိုနှိပ်လိုက်ပါမယ်ဒီမှာပါဗျဒီလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီ2မိနစ်3မိနစ်လောက်နေကျွန်တော်ဒီဘက်ဘေးနားမှာကျွန်တော်ဝေတောင်းခံဝေပြီးတဲ့အခါလေးရောက်လာပါမယ်ဗျဒီလိုမရောက်လာလဲပြဿနာဖြစ်တော့ကျွန်တော်စောင့်ပါဗျတရက်ကနေပြီးတော့9ရက်အတွင်းကိုစောင့်ပါဒီမှာကျွန်တော်တို့ငွေလာပေးတဲ့ဟာလေးပေါ်လာပါမယ်ဘလို့ပေါ်လာမလဲဆိုရင်သူကငွေမပေးသေးဘူးဆိုရင်ကျွန်တော်တို့ playback အပြရောင်လေးနဲ့ပေါ်လာပါလိမ့်မယ်သူဘက်ကငွေပေးပြီးဆိုရင်ကျွန်တော်တို့ဒီဘက်မှာအမှန်ချစ်တစ်ချမ်းစိမ့်လေးပေါ်လာပါလိမ့်မယ်ကျွန်တော်ပြပါဗျဒီလိုပုံစံကိုသူကအပြရောင်လေး playback play ပုံစံလေးနဲ့အပြရောင်လေးပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင်သူဘက်ကကိုငွေလာပေးနေပြီဒါမဲ့ဒီမှာကအမှတ်ချစ်တစ်ချမ်းစိမ့်လေးပေါ်မှာကိုယ့်ရဲ့ Bitcoin အကောင့်ထဲကိုတွားကြည့်ပါကိုယ့်ရဲ့ Bitcoin အကောင့်ထဲမှာ$90လာပေးပြီဆိုရင်ကျွန်တော်တို့ confirm လုပ်ပေးရပါမယ်confirm လုပ်ပေးရပါမယ်ဟုတ်ကဲ့အဲ့လို confirm လုပ်ပြီးတော့နောက်ဗီဒီယိုတစ်ခုမှကြည့်ပါဗျကျေးဇူးအများကြီးတင်ပါတယ်